Hello, hello, alo mình là ba. Cô Michael, yêu số thì con song cô dâu ta bị kẹt đẹp bỏ. Dân belu biểu lại đã là số lần na sen chỉ là nhau. ကိုမိုက်ကယ်ပြူစော်ဒီခေါင်းဆောင်ကိုဇော်ဦးကိုတက်ပစ်ခဲ့တယ်ဆိုတာအဒီဖြစ်သွားပါပြီ။ AR တိုင်းသတင်းဌာနမှာလည်းအခုဖော်ပြနေပြီပေါ့နော်။အဲ့ဒီပြူစော်ဒီခေါင်းဆောင်ကိုဇော်ဦးဟာဒီကိုနှစ်ယောက်ရှိတယ်။အကိုဖြစ်တဲ့သူကပြူစော်တီညီဖြစ်တဲ့သူက PDF ဒီပြူစော်ဒီကိုဇော်ဦးဟာပြည်သူပေါင်းများစွာကိုလည်းပဲမြန်မာနိုင်ငံမှာအများကြီးတက်ပစ်ခဲ့တယ်။ပြီးတော့ညီအရင်ဖြစ်တဲ့ PDF ကိုလည်းပဲသူ့ကိုယ်တိုင်တက်ပစ်ခဲ့တယ်။အဲ့ဒီလိုလူပေါင်းများစွာကိုတက်ပစ်ခဲ့ပြီးတော့မှဒီထိုင်းနိုင်ငံလျောင်းမြို့နယ်မှာလာပြီးတော့တိန့်ဆောင်နေတယ်အဲ့ဒါကိုမိုက်ကယ်ကတိတော့လျောင်းမြို့ကိုလိုက်သွားပြီးတော့မှစိတ်မထိန်နိုင်မနဲ့တနက်နဲ့မသိမချင်းပြစ်သက်ခဲ့အဲ့ဒါမတ်လ23ရက်နေ့ပေါ့နော်တက်ပြီးတော့မတ်လ16ရက်နေ့မှာဘန်ကောက်မြို့ခလောက်ဆန်ဟိုတယ်တစ်ခုမှာသူလာနေတယ်ပေါ့အမှန်ဆိုရင်တက်တာက23ရက်နေ့သူဖမ်းဆီးခံရတာကဘန်ကောက်မြို့ခလောက်ဆန်ဟိုတယ်မှာ16ရက်နေ့အဲ့တော့ဒီ3ရက်အတွင်းမှာသူဘာကြောင့်မြန်မာနိုင်ငံကလွတ်မြောက်နေပြီကိုထွက်ပြေးဖို့သူမကြိုးစားခဲ့တာလေနော်အဲ့ဒါကတစ်ချက်နောက်တစ်ချက်ကဒီခွေးဘလောက်ပဲစိုးစိုးနော်ဒီခွေးတစ်ကောင်အတွက်နဲ့သူ့ကိုမိခိုနေတဲ့ PDF တွေသူ့ကိုမိခိုနေတဲ့ဒုက္ခရောက်နေတဲ့ပြည်သူတွေထောင်နဲ့ကြည်ပြီးရှိတယ်။ဘာဖြစ်လို့ဒီခွေးတစ်ကောင်နဲ့ဒီပြည်သူတွေနဲ့ကိုသူလဲရတာလေ။အခုဆိုလို့ရှိရင်ဒီခွေးတစ်ကောင်ကိုသူဒေါသမထိန်ရလို့တက်ပြစ်လိုက်တယ်ဆိုပေမဲ့သူ့ကိုမိခိုနေတဲ့သူတွေကိုသူအလုံးမလုံးပေးနိုင်တော့ဘူး။ဒါသူထိုင်းနိုင်ငံမှာထောင်ချဖို့တေချာသွားပြီပေါ့နော်။ဒါကြောင့်သူဟာသိနှမျောစရာကောင်းတယ်။ဒေါသကိုရှေ့တန်းတင်ပြီးစိတ်လိုက်မှန်မှလှုပ်လိုက်တဲ့အတွက်ကြောင့်သူပြည်သူတွေကိုကူညီနေတာတွေ PDF တွေကိုကူညီနေတာတွေအများကြီးဆုံးရှုံးသွားတယ်ပေါ့နော်တော်လည်းရေးပါမိုက်ကယ်လိုထောက်ဖို့တယောက်ရော့သွားတာဒီဘုန်းဘုရားတို့အများကြီးနစ်နာတယ်ဆုံးရှုံးတယ်ပေါ့ဗျာအခုဆိုရင်မိုက်ကယ်နဲ့အတူတူတရားခံလို့ယူဆရတဲ့လူငယ်3ယောက်စုစုပေါင်း4ယောက်ဟာထိုင်းနိုင်ငံလျောင်းမြို့နယ်ရဲစခန်းမှာအခုအစစ်ဆေးခံနေရပြီပေါ့နော်ဘာပဲဖြစ်ခဲ့ဘုန်းဘုရားတို့ပြည်သူလူထုကမိုက်ကယ်ဘက်ကနေပြီးတော့တတ်နိုင်သလောက်ဝင်းရံပေးကြပါလို့ဘုန်းဘုန်းနေနဲ့မြစ်တာရက်ခံပါတယ်ဦးဇင်းပြောတော့တာကတော့တရင်ဒီတရင်ကသူအဖြစ်အမှန်လို့ပြောပါတယ်